ရှင်ကျမနာမည်ကတော့အနီတာဖြစ်ပါတယ်ရှင်အခုစီစဉ်ကတော့ကိုရီးယားဘာသာစကားအားတင်ကြားပြသရမယ့်ချင်းဖြစ်ပါတယ်ရှင်ဒီနေ့တင်ကြားမယ့်တင်ခန်းစာတော့ဘာလဲဆိုတော့ခြေစာကအခန်းလေး학교에서 공부합니다ကျောင်းမှာစာလေ့လာနေပါတယ်ဆိုတဲ့ဟာတင်ကြားမှာဖြစ်ပါတယ်ခြေစာကအခန်းလေးပြီးတော့학교에서ကျောင်းမှာ공부합니다စာကိုလေ့လာနေပါတယ်ဆိုတဲ့ဟာကျောင်းမှာစာကိုလေ့လာနေပါတယ်ဆိုတဲ့ကောင်းစီနဲ့သူအဲ့ဒီကောင်းစီမှာအဲ့ဒီကောင်းစီအောင်မှာပါတယ်အဲ့ဒီကောင်းစီအောင်မှာပါတယ်အကြောင်းအရာတွေမှာပါတယ် meaning ရဲ့ပြီးတော့ grammar ရဲ့ပြီးတော့စာကြောင်းလေးတွေကိုတင်ကြားသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့တင်ကြားမယ်သင်ခန်းစာတော့ခြေစာကအခန်းလေးပြီးတော့ 학교에서ကျောင်းမှာ공부합니다စာကိုလေ့လာနေပါတယ်ဆိုတဲ့ကောင်းစီတွေကိုတင်ကြားသွားမှာဖြစ်ပါတယ်ရှင်ခြေစာကအခန်းလေး 학교에서ကျောင်းမှာ공부합니다စာကိုလေ့လာနေပါတယ်학교에서ကျောင်းမှာ공부합니다စာလေ့လာနေပါတယ်ဆိုတဲ့ကောင်းစီနဲ့သူတင်ကြားသွားမှာဖြစ်ပါတယ်ရှင်학교에서ကျောင်းမှာ공부합니다စာကိုလေ့လာနေပါတယ်학교에서 공부합니다ကျောင်းမှာစာလေ့လာနေပါတယ်ခြေစာကအခန်းလေး학교에서ကျောင်းမှာ공부합니다စာကိုလေ့လာနေပါတယ်ဆိုတဲ့ကောင်းစီနဲ့သူတင်ကြားသွားမှာဖြစ်ပါတယ်ASOဆိုတာကျောင်းမှာဒီမှာဆိုရင်တော့ကျောင်းမှာလို့ပါတာပြန်နိုင်ပါတယ်တခါတလေကြာရင်တော့မှားဆိုပြီးတော့ပါတာပြန်လို့လေရပြီးတော့မှားအနေနဲ့ပါတာပြန်လို့ရပါတယ်အဲ့ဒီမှားရဲ့ရှေ့မှာအသုံးပြုတဲ့ noun တွေကnoun ထဲမှာလည်းနေရာပြတဲ့ noun လေးရှိတယ်လို့ပြီးတော့ပစ္စည်းကိုညွှန်ပြတဲ့ noun ပေါ့နော် noun တွေအများကြီးရှိပါတယ်အသက်ရှိတဲ့ noun တို့အသက်မပါတဲ့ noun တို့အများကြီးnaam ပေါ့နော် noun ဆိုတာ naam ဖြစ်ပါတယ် naam အများကြီးရှိပါတယ်အဲ့ဒီထဲမှာဒီနေ့တင်ကြမှာတော့ ASO ရဲ့ရှေ့မှာအသုံးပြုတဲ့နေရာပြတဲ့နာနီရဲ့ရှေ့မှာအသုံးပြုပြီးတော့အသုံးပြုတဲ့ဝါကြလေးတွေကိုတင်ကြသွားမှာဖြစ်ပါတယ်အောက်မှာရေးထားတယ်လို့ပဲ ASO ဆိုတာတော့မှာအနေနဲ့အများအဖြစ်ပါတာပြန်လို့ရပြီးတော့နိုင်ရဲ့နောက်မှာအသုံးပြုပါတယ်နိုင်ရဲ့နောက်မှာအသုံးပြုပါတယ်အဲ့ဒီနိုင်ကတော့ဘလို့နာနေလဲဆိုတော့နေရာပြတဲ့နာနေဖြစ်ပါတယ်ဥပမာအနေနဲ့ကျောင်းဆွင်တဲ့နာမည်လူဆွင်တဲ့နာမည်ဒါပေမဲ့အေးစောရဲ့ရှေ့မှာအသုံးပြုတဲ့နိုင်ကတော့ကျောင်းတို့ဖျားကျောင်းတို့ပြီးတော့ဥပမာအဖြစ်ရေချိုခန်းတို့ပေါ့နော်အဲ့လိုမျိုးနေရာပြတဲ့နာနေပေါ့နော်နေရာပြတဲ့နာနေကိုအများအဖြစ်အသုံးပြုပါတယ်နေရာပြတဲ့နာနေကိုအသုံးပြုပြီးတော့အဲ့ဒီရဲ့နောက်မှာဥပမာကောင်းစီမှာပါတယ်လို့학교에서ဖြစ်ပြီးတော့ဥပမာ집에서 친구 집에서ဖြစ်အဲ့လိုမျိုးနေရာပြတဲ့နာနေရဲ့နောက်မှာအသုံးပြုတာကိုတွေ့နိုင်ပါတယ်학교에서 공부합니다ကျောင်းမှာစာလေ့လာနေပါတယ်ကျောင်းမှာအဲ့ဒီကျောင်းကတော့နေရာပြတဲ့နာဖြစ်ပြီးတော့에서ဆိုတာတော့ကျောင်းမှာဆိုပြီးတော့လည်းပြောလို့ရတယ်လို့တခါတလေမှာတော့ကျောင်းမှာဆိုပြီးတော့လည်းပါတာပြန်လို့ရပါတယ်ဒီလိုနေရာပြတဲ့နာနေmeaning လေးတွေကိုအသုံးပြုပြီးတော့ပေါ့နော်ဝါကြဖွဲ့ပါတယ်အဲ့ဒီဝါကြဖွဲ့တဲ့နည်းတွေကိုဝါကြဖွဲ့ပြီးတော့တငယ်ချင်း2ယောက်ရဲ့စကားပြောကိုကြည်ပါမယ်အဲ့ဒီတငယ်ချင်း2ယောက်ရဲ့စကားပြောထဲမှာခုနတင်သွားတဲ့ASOမှာဆိုတဲ့ဟာရဲ့ပြီးတော့နေရာပြတဲ့နာလေးတွေကိုဘယ်လိုအသုံးပြုသွားတယ်ဆိုတာကိုလေ့လာသွားမှာဖြစ်ပါတယ်ဆိုယွန်းဆိုတဲ့တငယ်ချင်းနဲ့ဘင်ဂျမင်ဆိုတဲ့တငယ်ချင်း2ယောက်ရဲ့စကားပြောဖြစ်ပါတယ်ယောဂီက어디입니까ဒီနေရာကဘယ်နေရာပါလဲယောဂီက어디입니까ဆိုယွန်းကပြောပါတယ်ယောဂီက어디입니까ဒီနေရာကဘယ်နေရာပါလဲဒီနေရာကဘယ်နေရာဖြစ်ပါတယ်တဲ့ဘင်ဂျမင်ကဖြေပါတယ်충신대학교입니다. 충신대학교ဆိုတာတော့충신ဆိုတာတော့ကျောင်းနာမည်ဖြစ်ပါတယ် 대학교ဆိုတာတက္ကသိုလ်ပြောပါတယ် 충신တက္ကသိုလ်ဖြစ်ပါတယ်တဲ့ပြီးတော့소윤아တခါပြန်မေးပါတယ် 충신대학교에서 무엇을 합니까? 충신대학교ဆိုတာလေနေရာကိုပြတဲ့နာမည်ဖြစ်ပါတယ်နေရာကိုပြတဲ့နာရဲ့နောက်မှာ에서 충신대မှာအသုံးပြုပါတယ် 충신대မှာဘာကိုလုပ်ပါတယ်တဲ့ 충신대မှာဘာကိုလုပ်ပါတယ်တဲ့ 충신대학교에서 무엇을 합니까? 충신တက္ကသိုလ်မှာဘာကိုလုပ်နေပါတယ်တဲ့ပြီးတော့ဘင်ဂျမင်ကပြန်ဖြေပါတယ်한국어를 배웁니다 ကိုရီးယားဘာသာကိုသင်ယူနေတယ်တဲ့
소윤 씨는 무엇을 합니까? 저는 고야 바라딘 유니바레 소윤가요 바구롱니 바들레레 소윤아 변피바레 저는 저는 중학교에서 중학교 소라로 알레란 장고 벼바레 알레란 장 소라로 니야고 뼈레 남피바레 알레란 장에서 알레란 장 말에 영어는 잉글리시 바라서가고 가르칩니다. 딘자니 바레 딘자 베니 바레 딘자 베니 가르치다 소라 딘자 베니라고 뼈비로 디마 한국어를 배웁니다. 코리아 바라고 딘유니라고 배우다 딘자 베라고 가르치다로 뼈바레 에라자 저노아로 알레란 장 말에 잉글리시 바라서가고 딘자 베니 바레ဒီတငယ်ချင်းနေရစကပြောကိုကြည့်လို့ရှိရင်တော့ခုနတင်သွားတဲ့နေရပြတဲ့နာနေရပြတဲ့နာနေရတော့ခုနတင်သွားနေရပြတဲ့နာတိုက်ရိုက်မပါပြီးမြဲចောင်းဆိုတာလေခုနတင်သွားပါတယ်ပြီးတော့အဲ့ဒီចောင်းဆိုတာနေရပြတဲ့နာဖြစ်တဲ့အတွက်ကြောင့်နေရပြတဲ့နာရဲ့နောက်မှာအေးဆိုးကိုအသုံးပြုတာကိုတွေ့နိုင်ပါတယ်우바마스는 충신대학교에서 충신대학교마 비로 중학교에서 레란장마 영어를 가르칩니다. 소비로 뼈바래 쿠나딘도아레 난리고 아니야비아레 난리오 동뷰비로 에소 난리에 나마 에소 동뷰비로 디로 와자 아미와자 올레 포이나인들로 충신대학교에서 무엇을 합니까? 소비로 뼈비로 중학교에서 영어를 가르칩니다. 소비 아미 에네네레 동뷰로야들로 아피 에네네레 보노 동뷰로야레 소라고 뼈다도아라 피바레 등에 진해요 예서가 뼈와사니 변요 파파메 소윤가 메바레 여기가 어디입니까? 디네야가 베니야 바레 디네야가 베니야 피바들레레 벤자민가 변피바레 충신대학교입니다. 충신대학으로 피바레 충신대학으로 피바레 비로 소용아 변미바레 충신대학교에서 충신대학으로마 무엇을 합니까? 바구롱네바들레 바롱네들레 충신대학으로마 바롱네들레 벤자민아 변피바레 한국어를 배웁니다. 코리아 바라서가고 배우다 소라로 고아 띵유 차두 장아니 고아 띵유라고 뼈바레 한국어를 배웁니다. 코리아 바라서가고 띵자비네바레 소윤 씨는 무엇을 합니까? 소윤아로 바구롱네바들레 소윤아 변피바레 저는 전화로레 중학교에서 레란장마레 영어를 가르칩니다. 잉글리시 바라서가고 딘자비네바레 전화로 레란장마 잉글리시 바라서가고 딘자비네바레နောက်တစ်ခုဆိုရင်လေခုနစာမျက်နှာလိုပဲပေါ့နော်လွယ်လွယ်လပ်လပ်ကိုမေးလို့ရတဲ့မေးခွန်းနဲ့အဖြေလေးတွေဖြစ်ပါတယ်ယောဂီက한국입니까ဒီနေရာကကိုရီးယားဖြစ်ပါသလားလို့မေးရင်တော့한국ဥပမာမြန်မာဆိုရင်လေယောဂီကမြန်မာ입니까ပေါ့မျိုးမျိုးကိုထည့်ကြည့်လို့ရပါတယ်နေ한국입니다ဟုတ်ပါတယ်ကိုရီးယားဖြစ်ပါတယ်ဆိုရင်တော့နေ한국입니다လို့ဖြေတယ်한국နေရာမှာမြန်မာဖြစ်ဖြစ်ထိုင်းဆိုရင်လေ태국တို့မလေးရှားတို့အများကြီးကိုထည့်ချင်နေတာထည့်လို့ရပါတယ်ပြီးတော့ယောဂီက백화점입니까ဒီနေရာကဂုံတိုက်ဖြစ်ပါသလားဆိုရင်တော့ဂုံတိုက်ဆိုတဲ့နေရာပြတဲ့နာကိုပြောပါတယ်ဂုံတိုက်နေရာမှာဘာတွေကိုထည့်လို့ရတယ်လဲဆိုတော့ခုနတင်ထားတဲ့ coffee shop တို့ပြီးတော့지하철ရောက်မြေအောက်ရထားဘူရာယုံတို့post ကြောင့်နူးကြံပတ်စကမှတ်တိုင်တို့ခုနတင်သွားတဲ့နေရာပြတဲ့နာနေများကြီးကိုထည့်သုံးလို့ရပါတယ်အာနီယိုမဟုတ်ပါဘူးတဲ့백화점이 아닙니다ဂုံတိုက်မဟုတ်ပါဘူးလို့ဖြေပါတယ်ဒီမှာဆိုရင်လေကိုတီးတဲ့ meaning တွေကိုထည့်ပြီးတော့ဥပမာ coffee shop ဆိုရင်လေ coffee shop이 아닙니다 화장실이 아닙니다 집이 아닙니다ဖြစ်ဖြစ်ကိုတီးတဲ့ meaning လေးတွေကိုထည့်ကြည့်လို့ရပါတယ်ပြီးတော့여기가 교실입니까? 디니야가 단내 핏바달라 사딩한 번호 핏바달라 소로 아니요 호바오레 교실이 아닙니다. 사딩가 칸네 호바오 소비로 피바레 디하로 고아 룰랄랄라ကိုတီးတဲ့ meaning တွေကိုထည့်ကြည့်ပြီးတော့မေးခွန်းလုပ်လို့ရပြီးတော့တီးတဲ့ meaning တွေကိုထည့်ကြည့်ပြီးတော့ဖြေလို့ရပါတယ်ပြီးဥပမာယောဂီက한국입니까နေရာမှာယောဂီနေရာမှာချောဂီဟိုနေရာ
ဆိုပြီးတော့အများကြီးထဲလို့ရတယ်လို့ 한국နေရာမှာမြန်မာထဲကိုတီးတဲ့နိုင်ငံနေအများကြီးကိုထဲပြီးတော့အသုံးပြုလို့ရပါတယ်နောက်ဆုံးမှာပေးထားတဲ့ဒီစာမျက်နှာနှစ်ခုကတော့လွတ်လွတ်လပ်လပ်ကိုလေ့လာခြင်းတဲ့ဟာကိုပေါ့နော်ပြီးတော့ကိုတီးတဲ့ meaning တွေကိုထည့်ကြည့်ပြီးတော့မေးခွန်းလေးလုပ်ကြည့်ပြီးတော့အဖြေလေးဖြေကြည့်တဲ့ဟာဖြစ်ပါတယ်ဒီနေ့တင်ကြမယ့်သင်ခန်းစာတော့ဒီထိဖြစ်ပါတယ်ရှင်ဒီနေ့တင်ကြပြတာမှုများကိုနားထောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ရှင်